ဒါကတော့နောက်ဆုံးရိုက်ကူးထားတဲ့ကျွန်တော်နေထိုင်ရာစကြဝဠာ Galaxy ပဲဖြစ်ပါတယ်ဒီပုံမှာကျယ်ပေါင်းတန်း60လောက်ရှိပြီးတော့အဲ့ဒီမှာလူတွေတစ်ခါမှမလေ့လာသေးတဲ့ကျယ်တွေအများကြီးပါဝင်နေပါတယ်ဒီအဆက်လေးတွေကျယ်လေးတွေကကျွန်တော်တို့ရဲ့နေလို့ဖြစ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ကဘာမြေလိုမျိုးဂျိုးတွေအများကြီးပါဝင်နေလတွေအများကြီးရှိပါတယ်အရန်ကိုများတယ်ဗျဒါတွေမကလေးပေါ့ဒါစကြဝဠာရဲ့အကုန်လုံးမဟုတ်သေးဘူးဗျဒီကကျယ်စုအစုဝေး Galaxy လို့ခေါ်တယ်ပေါ့နော်ဒါ Milky Way Galaxy ဖြစ်ပါတယ်ဒီလို Galaxy တွေကစကြဝဠာမှာအများကြီးရှိတယ်ဗျစဉ်းစားကြည့်ပါတော့ဗျဒီပုံရိုက်ကူးထားတဲ့မှန်ဘလူးကို Euclid လို့ခေါ်ပြီးတော့2023တုန်းကအာကာသကိုလွှတ်လိုက်ပါတယ်သူ့ရဲ့တာဝန်ကအာကာသမှာဖုံးကွယ်နေတဲ့ဒီဂျိုးတွေဖုံးကွယ်နေတဲ့အရာတွေကိုရှာဖို့အတွက်ပေါ့နော်ဓာတ်မတ်တာလို့ခေါ်တယ်အဲ့ဒါကိုရှာဖို့အတွက်ကသူ့ရဲ့တာဝန်ဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကကျတော့ကြဲဝုံပို့ပြီးတော့ရိုက်နိုင်ပါတယ်နောက်ထပ်သတင်းကောင်းကကျတော့8လပိုင်းအကုန်လောက်မှာ Nancy Grace Roman ဆိုတဲ့မှန်ဘလူးကိုအာကာသမှာထပ်လွှတ်ဖို့ရှိပါတယ်သူ့ရဲ့တန်ဖိုးကကျတော့ 4.3 billion ရှိပါတယ်ကျွန်တော်ဖတ်ကြည့်တော့ဆိုလို့ရှိရင်ဒီမှန်ဘလူးကအရာဝတ္ထုတွေကိုပို့ပြီးတော့ရှင်းလင်းမြင်အောင်လုပ်ပေးပါတယ်အခုန Euclid ကကျတော့အကျယ်ဝုံပိုကောင်းတဲ့ဒီကောင်ကကျတော့ပို့ပြီးတော့ရှင်းလင်းမြင်အောင်လုပ်ပေးနိုင်တယ်ပေါ့နော်ဒါကြောင့်မို့အဲ့နှစ်ခုပေါင်းရင်တော့ကျွန်တော်တို့ကစကြဝဠာရဲ့စမ်းကြယ်မှုတွေစကြဝဠာရဲ့လှုပ်ဝက်ချက်တွေကိုပုံမသိရှိတော့မှာဖြစ်ပါတယ်ဗျ